Sophia ဘွားမှာသင်ခန်းစာအကြီးရလိုက်တဲ့အရာတစ်ခုကတော့မိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ရင်ပေါ့နော်ကိုချက်ချင်းတွေ့တာနဲ့ချက်ချင်းအရန်ခင်တဲ့လူတွေနော်ဘာမှကိုအကြောင်းမသိသေးဘူးနော်အရန်ခင်တာအရန်ချစ်တာအရန်ကူညီပေးချင်တာနော်အမြင်တာနဲ့အရန်ခင်တာပဲဆိုတဲ့လူတွေကိုတွေ့လုံးဝအယုံကြည်မရှိဘူးဘယ်အရာမဆိုလောကမှာပေါ့နော်ဆိုဖီယာယုံကြည်ရတဲ့ခုကဘယ်အရာမဆို naturally grow ဖြစ်တဲ့ day by day grow ဖြစ်တဲ့အရာတွေကိုပဲဆိုဖီယာတော့အယုံကြည်ရှိတယ်ဒါတယောက်တော့မတူပေါ့နော်တချို့ကြတော့အတွေ့ရနဲ့အရန်ချိုတယ်လုံးပဲချက်ချင်းတွေ့တာနဲ့ဟာအရန်အားပေးနေတာအရန်ကိုချစ်တာအရန်ဟွာဖြစ်တာဆိုတဲ့လူတွေတကယ်ပြန်စဉ်းစားကြည့်ရင်ဒါနဲ့ယုတ်တိရှိလားဆိုတော့လုံးဝယုတ်တိမရှိလုံးဝယုတ်တိမရှိအဲ့လူတွေကိုတိတ်အကြိုင်မပတ်သက်လိုက်နဲ့တစ်လလောက်ပဲကြည့်ကြည့်လိုက်เนาะနှစ်ပတ်လောက်ပဲကြည့်ကြည့်လိုက်သူတို့ရဲ့ဒီ personality character တွေအကုန်လုံးပေါ်လာအောင်တကယ်ပုံမှန်လူဆိုတာအရင်ကောင်းစရာလည်းမလို့စိုးစရာလည်းမလို့ပုံမှန်ပဲသွားရင်ရတယ်เนาะပုံမှန်ပဲခင်လို့ရတယ်အားမစကားပြောမအားရစကားမပြောဘူးအဆင်ပြေပြောမယ်အဆင်ပြေပြောပုံမှန်ပဲဆိုဖီယာတို့ဆိုလည်းအရင်ခင်သွားပြီဆိုရင်ဆက်စချင်းမှာဆိုဖီယာဆိုလည်းမျက်နှာလုံးဝရှက်ခောက်ချိုးလုံးဝလူတယောက်ကိုတွေ့ရင်မိတ်ဆက်ပြီးတော့မှပြောချင်တယ်လို့ပြောချင်တယ်လို့ဒါပေမဲ့တကယ်တမ်းကိုယ့်စိတ်ကိုပဲသိတာဘာလို့ဆိုတော့ကိုလည်းသူ့အကြောင်းမသိဘူးလေသူလည်းကိုယ့်အကြောင်းမသိဘူးအဲ့တော့တွေ့ပါများလာလေခင်ပါများလာလေတယောက်ခင်သွားမယ်ချစ်သွားမယ်เนาะတယောက်စကားတွေပြောလာမယ်အဲ့ဒီကနေမှဖြည်းဖြည်းချင်း grow ဖြစ်လာတဲ့ဘယ် relationship မျိုးမဆိုဒါတွေကခိုင်နေတဲ့ဒါတွေကသိချတယ်ဒါတွေက real relationship တွေ friendship relationship ပေါ့နော်ဆိုတော့အခုလက်ရှိတော်တော်များများပေါ့နော်တချို့တွေဒီဘယ်လိုပြောမလဲအပေါင်းအသင်းဒီလူမှုပတ်ဝန်းကျင်တွေမှာကြုံမြင်နေရတဲ့အရာတွေကအရင်ချစ်အရင်ခင်အရင်ချိုပြီးတော့ရင်ဘာမှမဟုတ်ပြီးရင်သူတို့ပဲကိုယ်နောက်ကနေဓာတ်နဲ့ထိုးမယ်သူတို့ပဲကိုယ်အကြောင်းကောင်းပြောမယ်ကိုကပဲစိတ်ဆင်းရဲရမယ်เนาะအဲ့တော့ကိုကကောင်းတာလေးလုပ်ပေးခဲ့တယ်သူချက်ချင်းခင်လို့ကိုကကောင်းတာလေးလုပ်ပေးလိုက်ကောနော်ပြီးပါရင်သူပဲကိုကိုပြန်ပြီးတော့နောက်ကနေနောက်ကြောထားထိုးတာတော့ပါတော့အဲ့တော့အဓိကကတော့ဖြစ်နိုင်မယ်ဆိုရင် naturally grow ဖြစ်တဲ့ relationship မျိုးပဲလုပ်ပါသမီးစားမှာဆိုလည်းအဲ့တိုင်းပဲချက်ချင်းချောလိုက်တာလှလိုက်တာလို့ပြောတဲ့လူထက်နော်you're so beautiful oh I love you no I love you စကားမျိုးတွေလည်းကိုပြောတာတွေဒါမျိုးတွေထက်ချင်းနေဖြစ်ချင်း step by step သွားတဲ့ relationship မျိုးကိုဦးစားပေးပါအားလေးကိုပြောချင်တာပါအားလုံးပဲရွေးချယ်မှုတွေမှတ်ကမ်းပါစေ